ဘာဝလောကောင်မြင်နေဆိုတာအဲ့ဒါဘာလို့လောကနဲ့ဆက်ဆက်နေတာရေစက်ကလည်းတော့ပဲပါလာတဲ့ထင်ပါရဲ့တော့သမီးကတခုကပြစ်လို့ရတော့တော်ကြည့်လို့ဒီမှာရှုပ်လို့ရတော့ဘယ်ဝင်ကြည့်ရလို့အကုန်လုံးဒီပြောင်းမင်းငယ်ဆိုပြီးတိမကြည့်ရလေဒီပြရှိမဆိုင်တာမချိနဲ့နင်းကတော့မချိနဲ့နေ့ကုန်နေမင်းမချမ်းချေတဲ့အကောင်အချိုးမနဲ့ငါ့ကိုလာမချိုးနဲ့အေးနေဆိုတဲ့အကောင်ကလည်းအချစ်ဆိုတာဘာမှမသိတဲ့အကောင်ပဲမရောင်းနိုင်ဘူးငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူးနေပြန်တော့ရှင်းတဲ့ကျိန်စာတွေကသစ္စာမရှိတဲ့လူတွေကိုပဲကျိန်စာသိစေရဆုံးရှင်ဆောင်တဲ့ဒီပဲကံကောမတော်မပွင့်ပါစေနဲ့အကိုကလည်းဘာလျှောက်ပြောနေမှလည်းမသိဘူးဘာဖြစ်လို့တလောက်တော့ရရဆက်ဆက်လောက်ရတာလဲအယူကြီးရလွယ်ငါ့ကိုကြောင်းဆရာအလုပ်ကထွက်ပြီးလွယ်တို့မိသားစုလုပ်ငန်းတွေအားလုံးကိုဦးစီးပြီးလုပ်ပါမယ်လို့ကတိပေးမှာပေးစားမှာတဲ့ဖေချောရဲ့ဒီအချိန်မှလေးဘယ်သူမှအစင်မပြေကြအောင်အကုန်လုံးကမိသားစုတွေနဲ့ကြီးပဲခက်ခဲနေကြတာအခုအလုပ်တော့မုန်းဝင်ပေးပါမမစီတော့မုန်းမရစေတော့မုန်းမရစေမိယောက်ျားများအတူတူမအိတ်ချေဘာလို့မင်္ဂလာဆောင်သားသေးလဲ ရှင်းအောင်ထဲမှာတနေ့အိတ်တာပဲရေးကြည့်နေတာအောက်တန်းကြတာတကယ်တည်းပေါ်သိမရှိရမိမချောဝဲအလားပါအချိန်တိုင်းပြည့်ညာအားလုံးကမင်းအတွက်ကြီးပဲဟုတ်ပါလေမင်းကအချိန်တိုင်းအပြည့်ပါပဲမင်းမပြည့်တော့အုံတော့မင်းပေးသမျှအရာတွေအားလုံးကအချိုတွေကြီးပဲရှင်မရိုင်းလိုက်တာရှောင်းရကျွန်တော်အမေဘလို့ပြထားပါလဲကျွန်တော်မလောက်နိုင်ကျွန်တော်မလောက်နိုင်နင်တို့မင်္ဂလာပွဲကိုပြတ်အခုချက်ချင်းပြတ်ငါကစောင်းမနော်နေနော်နေဘဝကိုစောက်ပြတ်တက်သွားလားပြောစားလိုက်ရမှာလားငါတို့နှစ်ယောက်အစင်ပြေမဲ့အချိန်ကိုစောင့်ပြီးဖြတ်ခုတ်ခဲ့တာငါနေ့စီကနေလူယူခဲ့တာမဟုတ်ဘူးအောင်ရဲချင်ရဲလို့ရတယ်မိဘာဖြစ်နေရလဲမိဘာဖြစ်ချင်နေရလဲ မောင်မီဖျားဖြစ်ချင်တာ ရောက်ပါတယ်အခုချိန်ဒီငါ့ဘဝအောင်တော့လိုက်ပေးနေကြတော့ကျမနဲ့ကျမရဲ့ခလေးကိုထပ်ပြီးနောက်ဆက်နေဦးမယ်ဆိုရှေ့ကျမတတ်မှာနော်နင်တို့ပဲစားရှိတာမဟုတ်ဘူးနော်ပြောတော့ဘယ်သူမှမချစ်ခဲ့ဘူးပါအောင်ဆိုမချစ်နိုင်ဘူးဒါတော့မချစ်နိုင်ဘူးမဆောက်တော့ဘူးဆောက်လို့မရဘူးဘာဖြစ်လို့လဲရွှေစည်းတွေတက်နေတယ်အတော်အဲ့ဒုက္ခတွေဦးကြည့်စိုးကိုတေးခဲ့အခုကျမအဲ့ခံကိုပြန်သွားမှာမကျင်နိုင်လာရိုက်အသိရတတ်တယ်ဗျာဘယ်လိုလုပ်ပြင်မှာလဲအကိုရဲ့73နေဈေးတွေကဒီလောက်ထိတက်နေတယ်စိတ်ရှုပ်စရာတွေးမိပါနဲ့ပြုတ်ကြတယ်ရေတူချိုးမယ်လား